စိတ်တက်ကြတယ်မပျော်တော့ဘူးဆိုတိုင်းစိတ်ကြယောဂဖြစ်နေပြီလားကျမတို့ဘယ်ချိန်မှာစိတ်တက်ကြတဲ့ယောဂဖြစ်နေပြီလို့တန်ရာရှိတယ်လဲမင်္ဂလာပါကျမကတော့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအသိပညာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆယ်လင်းတွက်မှဖြစ်ပါတယ်ဒီနေ့မှာတော့ကျမကစိတ်တက်ကြယောဂနဲ့ပတ်သက်ပြီးတော့မှသူနဲ့ခက်စစ်စင်အခြေအနေတွေကဘာတွေရှိတတ်လဲဘယ်လိုလက္ခဏာမျိုးတွေရှိလဲဘယ်လိုမျိုးကုသလို့ရနိုင်မလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်စိတ်တကြယောဂပေါ့နော်ဒီလိုပဲလွယ်လွယ်ကူကူနဲ့ပြောလိုက်တာပေါ့တကယ်တော့ဒီရဲ့depressive disorder လို့ခေါ်တယ်စိတ်တကြယောဂရဲ့အုပ်စုကြီးထဲမှာနောက်ထပ်ယောဂတွေလည်းထပ်ပါတယ်အဲ့ဒီမှာကျမတို့လူသိများတဲ့ဒီစိတ်ကြယောဂဆိုတဲ့ major depressive disorder ကတော့တစ်ခုပေါ့ကျန်တဲ့ချိန်တွေကကြာပါလဲဆိုတော့အမျိုးသမီးတွေဆိုလို့ရှိရင်တော့သတိထားမိမယ်နဲ့တူတယ်ရာသီလာခံဒီမှာစိတ်တကြတဲ့ဝေဒနာကိုခံစားရတာမျိုးဒါကပုံမှန်လို့မဟုတ်ဘဲနဲ့ကိုအဲ့ဂျာတီလာခံဒီအချိန်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တိတိတတ်တာကိုယ့်ရဲ့ social ပေါ့နော်ကိုယ့်ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးတွေပါထိခိုက်လာတဲ့အခြေအနေမျိုးတွေရှိတယ် menstrual dysphoric disorder လို့ခေါ်တယ်ပေါ့နော်အဲ့ပြနောက်တစ်ခုကကြတော့ကျမတို့ဒါကတော့ကြားမှမရွေးပေါ့တစ်ချိန်လုံးစိတ်ကအမြဲတမ်းအလိုမကျဖြစ်နေတယ်တပတ်မှာအနည်းဆုံး3ရက်လောက်ကအလိုမကျဖြစ်နေတယ်ပေါ့နော်ဒေါသထွက်တယ်ပေါ့ဒီစိတ်ကိုထိန်းရတာခက်တယ်လွတ်ကနေရှိပါဇက်ကနေပြောမိလိုက်တာတွေအပြုတ်မှုနဲ့လှုပ်လိုက်မိတာမျိုးတွေရှိနေတာပေါ့ဒါလည်းကိုတိတယ်ဒါပေမဲ့မထိန်းနိုင်ဘူးပေါ့ကိုတို့လိုဖြစ်နေတဲ့အရာကိုပတ်ဝန်းကျင်ကလည်းသတိထားမိတယ်ပေါ့ပြီးတော့ဒီလိုမျိုးစိတ်အလိုမကျမှုတွေကလည်းကျမတို့အိမ်မှာပဲဖြစ်လားဆိုတော့လည်းမဟုတ်ဘူးကိုယ့်ရဲ့ရုံးမှာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုတငယ်ချင်းတွေနဲ့သွားတဲ့နေရာမှာပဲဖြစ်ပေါ့တောက်လျှောက်ကိုတို့လိုမျိုးခံစားနေရတာမျိုးတွေလည်းရှိနိုင်တယ်ဒါမျိုးဆိုလို့ရှိရင်ကျမတို့က distractive mood dysregulation disorder လို့ခေါ်တယ်ပေါ့နော်တချို့ကြတော့လေဒီစိတ်ကြဝေဒနာလောက်ကြီးယောဂမပြင်းထန်ဘူးဒါပေမဲ့လည်းတောက်လျှောက်ကကြတော့လေပျော်ရွှင်မှုမခံစားနေရဘူးပေါ့နော်စိတ်ကြနေရဲဆိုတော့ခံစားချက်ကတော့ရှိတယ်ဒါပေမဲ့ကာလရှည်ခံစားနေရတဲ့အရာတွေလည်းရှိတယ်ပေါ့နော်ဒါမျိုးဆိုရင်ကျမတို့တွေက persistent depressive disorder လို့ခေါ်တယ်ပေါ့နောက်တစ်ခုကကျတော့တခြားသောအကြောင်းအရာတွေမဟုတ်ဘဲနဲ့ကျမတို့ဆေးတွေပေါ့နော်ဆေးဝါးတွေကြောင့်မို့လို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းမူးယစ်ဆေးတွေကြောင့်မို့လို့စိတ်တကြတဲ့အခြေအနေမျိုးတွေလည်းဖြစ်နိုင်တယ်တခါတလေကြာလို့ရှိရင်လည်းခန္ဓာကိုယ်ပိုင်းဆိုင်ရာယောဂတွေကြောင့်မို့လည်းစိတ်တကြတဲ့ဝေဒနာတွေကိုခံစားရနိုင်တယ်အဲ့တော့ကျမတို့ overall ပြန်ပြီးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ကြယောဂဆိုတာကဒီ major depressive disorder တစ်ခုလည်းရှိတာမဟုတ်ဘူးပေါ့နော်ဒါလေးကိုကြိုပြီးတဲ့အခါကျမှပြပြချင်တာပါဒီစိတ်တကြရဲဆိုတဲ့ခံစားချက်ဖြစ်တိုင်းလူတစ်ယောက်ကကျမတို့စိတ်တကြယောဂလို့ခေါင်းစဉ်တက်နိုင်ပြီလားပေါ့ပုံမှန်လဲဝမ်းနေတာတွေပုံမှန်လဲစိတ်တကြတာမျိုးတွေခံစားရနိုင်တယ်ဆိုတော့ဒါကိုကျမတို့ဘယ်လိုခွဲခြားမလဲပေါ့အဲ့တော့ကျမတို့တွေဒီနေ့မှာတော့စိတ်တကြယောဂပေါ့နော် major depressive disorder အကြောင်းလေးပြပြပေးမယ်ဒီ major depressive disorder မှာဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပါလဲဆိုတဲ့အခါကျတော့စိတ်တကြတာပေါ့စိတ်တကြတဲ့ခံစားချက်ကြီးဖြစ်တယ်မပျော်နေဘူးပြီးတော့ကိုအရင်တုန်းကကိုအရန်ဝါသနာပါတဲ့အရာတွေကိုလှုပ်လို့ရှင်ပြောတဲ့အရာတွေဥပမာပြတချို့ကြရုပ်ရှင်ကြည့်ရတာကြိုက်တယ်တချို့ကြတော့မဟုတ်တငယ်ချင်းတွေနဲ့အပြင်ထွက်ရတာကြိုက်တယ်ဒီလိုမျိုးကိုကြိုက်တဲ့အရာတွေပျော်ရွှင်ရတဲ့အရာတွေအရာဆိုသူမလှုပ်ချင်တော့ဘူးဘာမှကိုမလှုပ်ချင်တော့တာမျိုးတွေရှိနေလားပေါ့နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင်ကျွန်တော်အစားအသောက်နဲ့ပတ်သက်တာပေါ့နော်အစားလုံးဝမစားချင်တော့တာဒါမှမဟုတ်အစားတွေအများကြီးစားတာပေါ့ဒါနဲ့ဆက်ပြီးတဲ့အခါကျတော့မှတစ်လအတွင်းမှာ weight အပြောင်းလဲကြီးကြီးမားမားဖြစ်တာမျိုးတွေရှိလားပြီးတော့အိတ်ဓာတ်နဲ့ပတ်သက်တာပေါ့နော်အိတ်ဓာတ်ကကြတော့လေတချို့ကြတော့အရန်အိတ်တယ်စိတ်တကြတဲ့အချိန်တချို့ကြတော့လေလုံးဝမအိတ်ပြောဘူးအဲ့တော့အိတ်မပြောတဲ့ပုံစံမှာလေသူတို့အမျိုးမျိုးရှိတယ်ဘယ်လိုမျိုးတွေရှိလဲဆိုတော့ဆက်စအိတ်ရမှာခက်တာမျိုးလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အိတ်တော့အိတ်ပြောသွားတယ်ပြီးတော့ညာရေးတစ်ခေါင်ကြီးပြန်နိုးလာပြီးအိတ်ရခက်တာမျိုးလားတချို့ကြတော့လည်းမဟုတ်ဘူးမနေ့မိုးလင်းခံနေမိုးတောက်ပေါ့နော်မိုးတောက်ရင်ပေါ့ဥမာအဖြစ်မနေ့4နာရီတို့3နာရီလောက်ကြီးနိုးလာပြီးတောက်လျှောက်ထပ်ပြီးတော့မှအိတ်လို့မရတော့တာမျိုးရှိအဲ့တော့ဘလို့မျိုးလဲပေါ့နော်ဒီဒါပေမဲ့စိတ်တကြတဲ့နေရာမှာဆိုလို့ရှိရင်တော့အဓိကအားဖြင့်ကတော့အနောက်ကနှစ်ခုပေါ့အိတ်တော့အိတ်ပြောသွားတယ်ဒါပေမဲ့ညာရေးညတာကြီးတကောင်ရံကြီးနိုးလာတာမနေ့အစောပိုင်းကြီးနိုးနေတာမျိုးဒါလိုမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကိုကလုံးဝကိုအားရင်မရှိတော့တာမျိုးပုံမှန်လဲအိတ်နေတယ်ပုံမှန်လဲစားနေတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးကပင်ပန်းပြီးတော့မှဘာမှမလုပ်နိုင်တော့တာမျိုးဘာမှမလုပ်ချင်နေတာမျိုးပေါ့နော်ဒီလိုမျိုးတွေရှိတယ်နောက်တစ်ခုကကြာတိမှုပိုင်းဆိုင်ရာမှာပေါ့နော်အာယုံဆိုင်ရတာအရန်ခက်တယ်တိတိမမဆုံးဖြတ်ချက်ချမယ်ကိစ္စလေးတွေကအရန်ပင်ပန်းစရာကောင်းတယ်ဥမာအဖြစ်ညနေပါစားမှာလေဒါတွေကိုတွေးပြီးဒါတွေကိုဆုံးဖြတ်ချက်ချရတာဆိုဒါသူ့တို့အရန်ကိုပင်ပန်းနေရတဲ့အရာတစ်ခုလိုမျိုးခံစားနေရတာမျိုးတွေဖြစ်နိုင်တယ် depression တွေမှာပေါ့နော်ကျွန်တော်တွေ့ရတဲ့ဟာလည်းဗာလဲဆိုရင်ကိုနဲ့ပတ်သက်ပြီးတဲ့ခါကျတော့မှယုံကြည်မှုမရှိတော့တာငါအဖြစ်မရှိတဲ့လူတယောက်ငါအသုံးမကျတဲ့လူတယောက်ဘာမှသုံးစားလို့မရတော့ဘူးဒီလိုမျိုးပေါ့ကိုယ့်ရဲ့ self worth တွေကိုကိုမမြင်တော့တာဒါဒီလိုမျိုးခံစားချက်မျိုးတွေလည်းဖြစ်လာတာမျိုးတွေလည်းရှိတယ်ပေါ့နော်တစ်ခုကကျတော့ကို
ထိခိုက်နာကျင်လို့တဲ့အတွေးတွေပါဝင်လာတာမျိုးပေါ့အဲ့ထိခိုက်နာကျင်လို့တဲ့အတွေးတွေထဲမှာဆိုရင်ကိုယ့်ကိုတက်သေးလို့တဲ့အတွေးတွေဝင်လာတာကိုယ့်ကိုတက်သေးလို့တဲ့အတွေးမဟုတ်ဘူးဆိုလို့ရှိရင်နောက်မှတည်သွားတဲ့လူတွေကိုအားကြတာမျိုးသူတို့ဆိုကောင်းလိုက်တာသူတို့ဆိုလို့ရှိရင်အေးချမ်းသွားပြီဒီလိုမျိုးပေါ့နော်ငါလည်းအဲ့လိုမျိုးဖြစ်ရင်ကောင်းပါပဲဒီလိုမျိုးအကြောင်းအရာတွေတွေးမိလာတယ်ဘာတွေနဲ့ပါတွဲတတ်သေးလဲဆိုလို့ရှိရင်ကျမတို့ schizophrenia မှာတော့ငါပြောတဲ့မရှိတာတွေကိုအရှိထင်တယ်နောက်တစ်ခါကျယုံမှားတန်ရစိတ်တွေဒါတွေပါဖြစ်လာတတ်တယ်ပေါ့နော်ဆိုတော့ဥမာအဖြစ်သူတို့စီမှာ delusion လို့ခေါ်တယ်လို့ယုံမှားတန်ရစိတ်ကဘယ်လိုမျိုးလဲဆိုတော့တချို့သောလူတွေကြတော့လေငါအရင်ဆင်းရဲနေပြီဆိုတော့ဒီသူ့ကိုယ်သူယုံမှားတန်ရဖြစ်နေတာမျိုးပေါ့တကယ်တော့မဟုတ်ဘူးသူ့မှာကတင့်တောင်းတင့်တယ်နေနိုင်တဲ့အခြေအနေတစ်ခုမှရှိတယ်ဒါပေမဲ့လည်းမဟုတ်ဘူးငါကဘာမှကိုမွေးပြကြနေပြီဆင်းရဲတာမှတော်တော်ကိုဆင်းရဲနေပြီငါမှဘာမှမရှိတော့ဘူးဆိုတာမျိုးပေါ့ဘလို့ပဲပြောသူကမယုံဘူးဒါလိုမျိုးလည်းရှိတယ်တချို့ကြတော့လေ delusion of guilt လို့ခေါ်တယ်ကိုယ့်ကိုအပြစ်ရှိတယ်လို့ခံစားရတာဘယ်လိုမျိုးလဲဆိုရင်လွန်ခဲ့တဲ့10နှစ်လောက်တုန်းကပေါ့ဘတ်စကားစီးဖို့အတွက်ပေါ့တငယ်ချင်းစီကနေပြီးတော့မှပတ်စံ90ချီးခဲ့ပူတယ်ပေါ့အဲ့ဒါသူပြက်မပေးဖြစ်ဘူးပေါ့အခုကျမှပြန်တတိယလာပြီးတဲ့အခါကျတော့မှအဲ့တငယ်ချင်းစီကိုလုံးဝဝမ်းနဲ့ပတ်လက်နဲ့ငိုပြီးတဲ့အခါကျတော့မှသူတောင်းမှန်ပါတယ်ပေါ့သူ့မှာအပြစ်ရှိပါတယ်ဒီပတ်စံ90မပေးမိတဲ့အတွက်ပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအခြေအနေလေးကကျမတို့ဒီလောက်ထိကိုယ့်ကိုအပြစ်တင်လဲရတဲ့အခြေအနေတော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုသူကတော့ယုံမတန်ရစိတ်ပေါ့သူ့ကိုသူမဟုတ်ဘူးသူ့မှာအပြစ်ရှိတယ်ဒီအပြစ်ကြီးအရန်ကြီးလေးတဲ့အပြစ်ကြီးတစ်ခုလိုမျိုးသူခံစားနေရတာမျိုးတွေဒီလိုမျိုးတွေလည်းဖြစ်နိုင်တယ်ပြီးနောက်တစ်ခုကကျတော့ကျမတို့ hallucination လို့ခေါ်တယ်မရှိတာတွေကိုအရှိထင်လာတယ်ဘာလဲဆိုရင်ကျမတို့များသောအားဖြင့် auditory hallucination ပေါ့အတန်နေကြားရတာပေါ့ဒီအတန်ကြားရတဲ့ပုံစံမျိုးကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူ့ကိုဓာတ်ရိုက်လာပြောတဲ့အတန်လိုမျိုးကြားရတာလူနာကိုဓာတ်ရိုက်လာပြောနေတာဘေးကလူတစ်ယောက်ကနေပြီးမှနားလေးကပ်တိုးပြီးပြောနေတယ်လို့ပုံစံမျိုးပြောတဲ့ချိန်မှာဆိုလို့ရှိရင်လည်းအဓိကအဖြစ်မကောင်းတာမျိုးတွေပဲပြောတာမျိုးပေါ့နော်မင်းကအတုံးမကြဘူးမင်းလုံးလိုက်ဘာမှအဖြစ်မရှိဘူးဒီလိုပုံစံမျိုးတွေပေါ့တခါတလေကြောက်လို့ရှိရင်လည်းမင်းတခုခုလှုပ်လိုက်တော့ပါလားဒီလောက်တောင်အသုံးမကြတာမျိုးပေါ့ဒါလိုမျိုးတွေပြောတာမျိုးတွေရှိတယ်ပေါ့ဒီကျမပြောတဲ့လက္ခဏာတွေထဲမှာအရေးကြီးဆုံးကတော့နှစ်ချက်ပေါ့နော်တောက်လျှောက်စိတ်သက်ကြနေတဲ့ခံစားချက်ဖြစ်နေတယ်ကိုဘာလို့မပြောရွှင်နေဘူးဆိုတဲ့ခံစားချက်ဖြစ်နေတယ်ဒီခံစားချက်ကလည်းကျမတို့တရက်မှာဆိုတရက်လုံးလို့ခံစားနေရတယ်အနည်းဆုံး2ပတ်လောက်ခံစားနေရပြီဆိုတော့ဒါကတော့တိကျချကိုစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ပြသတဲ့နဲ့ကုသတဲ့အခြေအနေတစ်ခုမှာတော့ရောက်နေပေါ့နော်ပြီးတော့ကျမတို့စိတ်ယောဂတွေကလေခန္ဓာကိုယ်ကျန်းမာရေးနဲ့မတူတာဘာလဲဆိုတော့ခန္ဓာကိုယ်ကျန်းမာရေးဆိုလို့ရှိရင် laboratory test တွေရှိတယ်သွေးတွေဖောက်စစ်လိုက်တယ်ဒီသွေးစစ်လိုက်တဲ့အချိန်မှာဒီ result ရတယ်ဆိုလို့ရှိရင် okay ဒီယောဂဖြစ်နိုင်တယ်ဆိုတာမျိုးသိနိုင်တယ်ပေါ့နော်စိတ်ယောဂတွေမှာအဲ့တခုကကျမတို့ခက်ခဲတယ်ပေါ့အဲ့တော့ကြောင့်မို့လဲကျမတို့ကဒီယောဂတခုတက်ဖို့အတွက်ဆိုလို့ရှိရင်တကယ်ကိုကျွမ်းကျင်တဲ့ဆရာဝန်တွေပြီးကျွမ်းကျင်တဲ့ဒီစိတ်ပညာရှင်တွေကိုသူတို့နဲ့တိကျတိုင်းပြီးတဲ့အခါကျတော့မှပဲကုသဖို့လိုအပ်တယ်ပေါ့နော် depression ဖြစ်တဲ့နှုန်းတွေကျမတို့ကြည့်မယ်ဆိုလို့ရှိရင်များသောအားဖြင့်ကကြတော့ဒီတက်လက်ပိုင်းတွေပေါ့ဆယ်ကျော်တက်နဲ့တက်လက်ပိုင်းတွေပေါ့အဲ့တော့အသက်18နှစ်ကနေပြီးတဲ့အခါကျမှ29နှစ်ကြားတွေကပို့ပြီးတော့မှဖြစ်တာများတယ်မျိုးသမီးတွေကမျိုးသားတွေထက်စားလို့ရှိရင်နှစ်ဆပေါ့နော်ပို့ပြီးတော့မှများတာကိုတွေ့ရတယ်ပေါ့ပြီးအမျိုးသမီးတွေပဲရှင်တွေမှာဖြစ်တာများလဲဆိုလို့ရှိရင်ဒီအပြိုပေါ်ဝင်တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်သွေးဆုံးခံနေတဲ့အချိန်ပေါ့ဒီဟော်မုန်းတွေရမ်းကို imbalance ဖြစ်နေတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်ဒီစိတ်ကြဝေဒနာဆိုတဲ့စိတ်ကြယောဂတွေကိုခံစားရတာမျိုးတွေရှိတယ်။ဘာကြောင့် depression ဖြစ်လဲဆိုတဲ့အကြောင်းအရာရှင်းပြမယ်ဆိုတော့ကျွန်တော် biopsychosocial ဆိုတဲ့ model နဲ့ပဲရှင်းပြရမယ်ပေါ့။ bio ကြတော့ကိုယ့်ရဲ့ဇီဝဖြစ်စဉ်ပြောရမယ်ဆိုတော့ gene genetic ပေါ့နော်။ကိုယ့်ရဲ့မျိုးရိုးဗီဇတွေနဲ့လည်းဆိုင်တယ်။ဥပမာအဖြစ်ကိုယ့်ရဲ့ first degree relative လို့ခေါ်တဲ့ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့မောင်နှမတွေထဲမှာ depression ဖြစ်ဖူးတဲ့လူတွေပါတယ်ဆိုလို့ရှိရင်လေဒါမှမဟုတ်စိတ်ဝေဒနာခံစားရတဲ့လူတွေရှိလို့ရှိရင်လေကိုယ်မှာဒီလိုဖြစ်နိုင်တဲ့ chance ကြီးကပို့ပြီးတော့ခါကြမှာများတယ်ဒီလိုမျိုးပေါ့နော်နောက်တစ်ခုကကျတော့ psychological ရဆိုသူ့ရဲ့အစတွေကကိုယ်ရည်သွေးပေါ့သူအစတွေကအားငယ်တဲ့လူမျိုးထဲမှာပါလားဘယ်လိုလူမျိုးထဲမှာပါတာလဲပေါ့သူကြီးပြင်းလာတဲ့ပုံစံတွေလည်းဆိုင်နေမယ်ပေါ့သူကြီးပြင်းလာတဲ့ပုံစံတွေထဲမှာဆိုလို့ရှိရင်သူငယ်ဘဝမှာတော့လက်လူရှုခံထားရတာမျိုးတွေပြီးနောက်တစ်ခုကကျအနိုင်ကျင့်တာမျိုးတွေဒါတွေကြုံခဲ့ရတာမျိုးတွေရှိလားပေါ့ဒီ childhood trauma တွေပေါ့နော်ဒါမျိုးတွေကြုံခဲ့ရတာမျိုးတွေရှိနေလားနောက်တစ်ခုကကျကျွန်တော်တို့ social ဘိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကြတော့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်ကနေပြီးတဲ့အခါကျဘယ်လိုပတ်ဝန်းကျင်မှာကြီးပြင်းလာတာလဲဒါတွေကလည်းအများကြီးတက်ရောက်မှုရှိတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီနိုင်ငံတနိုင်ငံရဲ့ poverty လို့ခေါ်တယ်ဆင်းရဲနွမ်းပါမှုတွေပေါ်မှာလည်းအခြေခံတယ်ပြီးတော့လူမျိုးရေးခွဲခြားမှုတွေပြီးလူနည်းစုတွေဆိုကျွန်တော်တို့တွေကဖယ်ကျင်ထားတာမျိုးတွေ
ဒီလိုမျိုးတွေကလည်းကျမတို့စိတ်တကြတဲ့ယောဂတွေကိုဖြစ်စေနိုင်ပါတယ် depression ကိုကျမတို့ဘယ်လိုကုသကြမလဲပေါ့ depression ဘယ်လိုကုသမလဲပြောရမယ်ဆိုလို့ရှိရင်တော့ depression မှာကကျမတို့က3ပိုင်းခွဲခြားလို့ရတယ်ပေါ့နော်ယောဂတွေပြင်းထန်မှုနှုန်းကိုပေါ့ mild moderate severe ဆိုပြီးတဲ့အခါကျတော့ mild ကကျတော့ယောဂအရင်မပြင်းထန်ဘူးဒုတိယ moderate ကကျတော့အလယ်အလတ်ပြင်းထန်တယ်ပေါ့နော်ပြီး severe တော်တော်ပြင်းထန်တဲ့အခြေအနေမျိုးတွေပေါ့အဲ့တော့ဒီအခြေအနေတွေကတော့တကယ်တော့ကျွမ်းကျင်တဲ့ဆရာဝန်တွေကနေပြီးတဲ့အခါကျမှဆုံးဖြတ်တယ်ပေါ့နော် mild နဲ့ moderate depression ပေါ့နော်အရင်မပြင်းထန်တဲ့အခြေအနေနဲ့ပြီးရင်အလယ်အလတ်အဆင့်ပေါ့စိတ်တကြရဲ့ဝေဒနာတွေမှာဆိုလို့ရှိရင်တော့ဆေးပေးကုသတာမျိုးမလုပ်ချင်သေးဘူးဆိုလို့ရှိရင်ကျမတို့ကကုထုံးနေနဲ့တွားလို့ရတယ်ကုထုံးမှာဆိုလို့ရှိရင်ကျမတို့ cognitive behavioral therapy လို့ခေါ်တဲ့ CBT ဆိုတဲ့ကုထုံးမျိုးတွေကျမတို့သုံးလို့ရတယ်ဒါပေမဲ့ severe depression လို့ခေါ်တဲ့ပြင်းထန်တဲ့အခြေအနေမျိုးတွေကိုယ့်အကိုထိခိုက်နာကျင်အောင်လုပ်လို့တဲ့အခြေအနေမျိုးတွေဖြစ်နေပြီဆိုရင်တော့ကျမတို့ဆေးပေးကုသခြင်းကိုပါရတယ်ပေါ့တချို့ကျတော့လောလောဆယ်မှာကုထုံးအနေနဲ့ကျမတို့ processing မလုပ်နိုင်တဲ့အခြေအနေမျိုးတွေရှိတယ်လိုက်ပြီးတော့မှမစဉ်းစားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်လိုက်ပြီးတဲ့အခါကျမှမလေ့ကျင့်နိုင်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့လိုအခြေအနေမျိုးတွေဆိုတော့ကျမတို့တွေကဆေးပေးကုသတာကိုအရင်ဆုံးသွားရတယ်ပေါ့ပြီးတော့မှနည်းနည်းသက်သာလာပြီဆိုတော့မှကုထုံးနဲ့တွဲပြီးတော့မှသွားရတယ်အဲ့တော့ depression မှာကုသတဲ့နည်းလမ်းဆိုလို့ရှိရင်တော့အဓိကအဖြစ်ကတော့ဒီဆေးပေးကုသခြင်း plus နှစ်ခုလုံးပေါ့နော်ကုထုံးနဲ့သွားနိုင်နေဆိုလို့ရှိရင်ဒါအကောင်းဆုံးနည်းလမ်းပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘယ်ချိန်မှာကျမတို့ဆေးရုံတက်ဖို့လိုအပ်မလဲပေါ့လူနာတယောက်ကိုအဲ့တော့ဘယ်ချိန်မှာကျမတို့ဆေးရုံတင်ဖို့လိုအပ်မလဲဆိုလို့ရှိရင်ဒီရဲ့ depression ဖြစ်နေတဲ့လူနာဒီကိုထိခိုက်နာကျင်အောင်လုပ်လာပြီဆိုလို့ရှိရင်ကိုယ့်အပြင်ကိုသူများတွေကိုပါထိခိုက်နာကျင်အောင်လုပ်မိလာပြီဆိုလို့ရှိရင်တော့၎င်းဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အခြေခံလိုအပ်တဲ့အရာလေးတွေကစားမလုံနိုင်တော့ဘူး queue မဆိုင်နိုင်တော့တဲ့အချိန်ဥပမာပြထမင်းစားဖို့လိုအပ်တဲ့အချိန်မှာတော့ထမင်းမစားနိုင်တော့ဘူးဆိုတဲ့အချိန်မျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆေးရုံတက်ဖို့လိုအပ်တယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့ဒါမိသားစုတွေပေါ့မိသားစုတွေဆွေမျိုးတွေရဲ့ဆုံးဖြတ်ချက်ပေါ့သူတို့တွေလည်းတိတ်ချမကြည့်ပေးနိုင်ဘူးဆေးရုံတင်မှာပဲပို့ဆင်ပြမယ်ဆိုလို့ရှိရင်ဒါဆေးရုံတင်ကြရတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကလူနာကိုဆေးရုံတင်တဲ့အခြေအနေတစ်ခုမှတော့ရှိတယ်ပေါ့ပုံမှန်အခြေအနေမှာဆိုလို့ရှိရင်တော့အိမ်မှာပဲနေတယ်ဆေးပေးကုသတာနဲ့ကုထုံးတယ်ပဲကျွန်တော်တို့ကုသလို့ရတယ်ပေါ့တချို့ကြတော့လည်းဆေးပေးကုသလို့မရဘူးဒါပေမဲ့ယောဂကလည်းအရင်ဆိုးနေတဲ့အခြေအနေမျိုးတွေရှိတတ်တယ်တချို့ကြတော့လည်းဆေးတွေကတစ်မျိုးပြီးတစ်မျိုးပြောင်းပြီးသွားပြီးကုထုံးတွေလည်းသွားပြီးဘလို့မှကိုမသက်တာတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်တို့အဆုံးဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ရိုက်ကုသတာမျိုးလို့ခေါ်တယ် electroconvulsive therapy ပေါ့နော် ECT ဆိုတာမျိုးဒါလေးလည်းကျွန်တော်တို့ depression မှာလုပ်လို့ရတယ်ပေါ့နော်နေ့အတွက်ကိုပြန်ပြီးအနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့တွေကစိတ်သက်ကြတယ်ဝမ်းနည်းတယ်ဆိုတော့ကျမတို့ depression မဟုတ်ဘူးပေါ့နော် depression လို့ခေါင်းစဉ်တက်လိုက်ပြီဆိုလို့ရှိရင် depression ထဲမှာအုပ်စုအမျိုးမျိုးကလည်းကျမတို့꿰သေးတယ်ကုသတဲ့ပုံစံနည်းတွေကလည်းကျမတို့တယောက်နဲ့တယောက်နဲ့မတူဘူးပေါ့နော်ကုသရတဲ့ပုံစံတွေကအရေးကြီးဆုံးကတော့ဘာလဲဆိုလို့ရှိရင်ကျမခုနကပြောသွားတဲ့ဒီစိတ်တကြရဲ့ယောဂလက္ခဏာဝေဒနာတွေကိုတေချာစမ်းစစ်ကြည့်ဖို့လိုတယ်ပေါ့နော်ကိုယ့်အကိုတန်တရားရှိတယ်ဆိုလို့ရှိရင်လည်းကျမတို့တေချာလေးကုသဖို့လိုအပ်တယ်အဲ့တော့ကျွမ်းကျင်တဲ့စိတ်ပညာရှင်တွေစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့တေချာတိုင်ပင်ပြီးတဲ့အခါကျတော့မှကုသစေချင်ပါတယ်ပြီးတော့ depression ဆိုတာလည်းတကယ်ကုမယ်ဆိုလို့ရှိရင်တကယ်ကိုသက်သာနိုင်တဲ့ယောဂတစ်ခုထဲမှာပါတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ကျမကတော့ဒီဗီဒီယိုလေးကြည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီစိတ်ကြတဲ့ယောဂနဲ့ပတ်သက်ပြီးတဲ့အခါကျလို့ရှိရင်တော့အသိပညာတစ်ခုခုတော့ရသွားမယ်လို့ကျွန်မမျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှသိချင်တာရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်ရှင်